အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဒန်မင်းကုရဲ့စံချင်းဆိုတဲ့ကိုရီးယားသမ္မတနိုင်ငံကိုကိုစားပြုတဲ့သင်္ကေတတွေအကြောင်းရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်ကိုရီးယားနိုင်ငံရဲ့သင်္ကေတပေါ့နော်ဒန်မင်းကုရဲ့စံချင်းထဲမှာဆိုရင်ထေဂုကီလို့ခေါ်တဲ့ကိုရီးယားအလံရှိပါတယ်ဟန်ဂယ်ကိုရီးယားအခရာရှိမယ်ကုတ်ခွာနိုင်ငံတော်ပန်းဖြစ်တဲ့ပန်းနမလီယာမူခွန်ဝါလို့ခေါ်ပါတယ်ကုတ်ဆဲဆိုတာကတော့နိုင်ငံတော်တစိမ့်တုံးဖြစ်ပါတယ်ကုတ်ခမုံကျန်နိုင်ငံတော်ရဲ့အမှတ်တစိမ့်ဘာလေးကိုအခြေခံထားရလဲဆိုတော့အလံလေးထဲမှာပါတဲ့အနီရောင်နဲ့အပြာရောင်စဝိုင်းပေါ့နော်ထဲကုတ်ဆိုတာလေးရဲ့သူ့ရဲ့ဘီဘက်လေးမှာတော့မူခွန်ဝါပန်းလေးရဲ့ပုံသဏ္ဍာန်လေးနှစ်ခုကိုပေါင်းစပ်ပြီးတော့နိုင်ငံတော်အမှတ်တစိမ့်အဖြစ်နဲ့ပြုလုပ်ထားပါတယ်နိုင်ငံတော်ကပေးတဲ့စုတစိတ်တွေဘွဲတစိတ်တွေမှာဒီတစိတ်ကလေးတွေသုံးလေးရှိတယ်နိုင်ငံကိုလက်မှတ်မှာလည်းပဲကိုရီးယားနိုင်ငံရဲ့အမှတ်တစိတ်ကလေးပါလေးရှိပါတယ်နောက်တစ်ခုကတော့ကုကနိုင်ငံတော်ရဲ့တခြင်းနာမည်လေးကတော့အဲကုကလို့ခေါ်ပါတယ်ဒီနေ့ထေကုကီလေးရဲ့အကြောင်းရှင်းပြပေးပါမယ်ကိုရီးယားနိုင်ငံတော်အလံဒေဟန်မင်းကုရဲ့စံချင်းထေကုကီနော်ဒေဟန်မင်းကုရဲ့ကုကီအီတာကိုရီးယားထေဂုကီသည်ကိုရီးယားသမ္မတနိုင်ငံရဲ့အမျိုးသားအလံဖြစ်ပါတယ်။ဖြောင်းဟွာငြိမ်းချမ်းရေးဂျိုဟွာသဟဇာတာကြခြင်းကျောင်းညွန်ဒဏ်ညွန်ကြီးများဖြစ်ခြင်းကိုစံချင်းဟန်တာကိုစားပြုပုံဖော်ထားခြင်းဖြစ်ပါတယ်။1880စံညွန်ဘူထော1883ခုနှစ်ကစပြီးတော့စာရုံကျွဲကိရှိချက်ခတ်တာစပြီးအသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။ပုံသဏ္ဍာန်လေးသည်အဖြူရောင်နောက်ခံလေးရှိပါတယ်အနီရောင်အပြာရောင်အလယ်မှာစဝိုင်းတစ်ဝိုင်းရှိပြီးတော့ဘေးမှာအမဲရောင်အမဲချစ်ကလေးတွေတစ်ခုနဲ့တစ်ခုကတော့ပုံသဏ္ဍာန်လေးတွေမတူပါဘူးเนาะဒါလေးကိုနေစခွဲလို့လည်းခေါ်လို့ရပါတယ်အမဲတုံးလေးတွေရှိပါတယ်အဲ့တော့ wing set pattern ဆိုတာဒီအဖြူရောင် wing set ကအဖြူရောင် pattern ကနောက်ခံဂျုံကန်အလယ်မှာထဲကုတ်မွေရန်ဒီအနီနဲ့အပြာရောင်စဝိုင်းကိုထဲကုတ်လို့ခေါ်လေးရှိပါတယ်နဲမိုးစောရီရဲ့ထောင်းလေးထောင်းမှာစခွဲအမဲရောင်ချစ်ကလေး၄ခုရှိပါတယ်တစ်ခုနဲ့တစ်ခုပုံသဏ္ဍာန်ချစ်ထားတဲ့အဖြတ်တောက်ကလေးတွေမတူပါဘူးခွန်ကွန်ခမ်လီလို့ခေါ်လေးရှိပါတယ်ထဲကုတ်ကီနိုဟင်းဆက်ဖာချန်ရဲ့ထဲကုတ်ကီဒီအဖြူရောင်နောက်ခံမှာပါရဂန်ကွာဖာရန်ရဲ့အနီနဲ့အပြာရဲ့ထဲကုတ်မိုရန်ကြီးစဝိုင်းဒီထဲကုတ်ပုံသဏ္ဍာန်ကဂျုံကန်နဲ့အကိုအလေတဲထဲမှာရှိပြီးတော့ကိုဂျုံပြောနဲ့အဲ့ဒီရဲ့ဘေးဘက်တွေမှာဆိုရင်တော့စာခွဲcommon set ရဲ့အမဲရောင်စာခွဲကအတာမြင်းလေးတွေ၄ခုရှိပါသည် pink set pattern အဖြူရောင်နောက်ခံကြီးရဲ့ကိုစားပြုပေါ့နော်ဘာတွေပဲဖော်ဆောင်တာလဲဆိုရင်စွန်းစုဟမ်ကွာဖြောင်းကွာတို့စံချင်းခံတာတန်ရှင်းမှုနဲ့ငြိမ်းချမ်းရေးကိုစားပြုပုံဖော်ပြထားပါတယ်အလဲမှာရှိတဲ့အနီနဲ့အပြာစဝိုင်းပေါ့နော်သူ့ကိုဘာလို့ခေါ်လဲဆိုရင်အုံးမြန်းစာဆန်းဆိုတဲ့ဒီအုံးမြန်းတရုတ်နိုင်ငံရဲ့အယူအဆပေါ့နော်ဒါကိုဖော်ပြထားခြင်းဖြစ်ပါတယ်ပါရကန်ဆက်အနီရောင်ကိုယန်းလို့ခေါ်လို့ရှိပြီးတော့အနီရောင်လေးဒီပါရကန်လို့ခေါ်တဲ့အလင်းတောက်ပမှုကြောက်ကုတ်ဆောင်တက်ကြွမှုဖာရန်ဆက်အပြာရောင်လေးကတော့ ဆိုတဲ့အတန်လေးထွက်တယ် autumn မဲမှောင်ခြင်းအမှောင်ပေါ့နော်အန်းကြောင်းဆိုတာကတည်ငြိမ်အေးချမ်းခြင်းဖြစ်ပါတယ်ဒါဆိုရင်ဘေးမှာထောင်းလေးလေးထောင်းပေါ့နော်ထောင်းလေးလေးထောင်းမှာရှိနေတဲ့အမဲရောင်ချစ်ကလေးတွေစာခွဲလို့ခေါ်တဲ့အမဲရောင်ချစ်ကလေးတွေဒီတစ်ခုချင်းစီမှာအဓိပ္ပာယ်လေးတွေရှိပါတယ်သုံးကြောင်းစလုံးအဖြတ်တောက်မရှိဘဲနဲ့ခြေထားတာလေးကိုခေါင်းလို့ခေါ်သလိုအဓိပ္ပာယ်လေးကဟာနူးဖြစ်ပါတယ်တဲ့သူ့ရဲ့ချက်ချေကပေါ့နော်သူ့ရဲ့မြင်းဆောင်လေးချလိုက်လို့ကျတော့ကုံလုံးသုံးချောင်းစလုံးကိုအဖြတ်တော့ဖြတ်ထားတယ်ဆိုရင်တော့ခွန်းလို့ခေါ်ပြီးတော့တောင်းမြေကြီးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နောက်တစ်ခုအပေါ်လေးမှာ gam လို့ခေါ်ပြီးတော့ more ဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်သူ့ရဲ့ချက်ချေကသဘောနဲ့သွားမယ်ဆိုရင် re လို့ခေါ်ပြီးတော့ pour မီးဆိုတဲ့အဓိပ္ပာယ်လေးရှိပါတယ်အဲ့တော့အလံထဲမှာထည့်ထားရတဲ့အဓိပ္ပာယ်ကတော့ခြာရောနဲ့ဂျိုဝါဝါတဘာဝတရားရဲ့သဟဇာတာမျှနေတာနဲ့ကျောင်းညောညီမျှခြင်းတွေကိုမိမိဟန်တာအဓိပ္ပာယ်ဖော်ဆောင်သွားခြင်းဖြစ်ပါသည်ထေဂကီယောက်စာဒီအလံလေးရဲ့သမိုင်းကြောင့်ချောင်းဖားဘဲဖာရှစ်ဆမ်ညောဂျိုဆောင်ရှိတဲ့ခုံချစ်စာရုံးရှိတဲ့ခန္ဓာ1883ခုနှစ်ဂျိုဆောင်ခေတ်ကာလမှာပေါ့နော်ပထမဆုံးတင်ရဝင်စတင်အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်ဘက်ကျောင်းဟိုက
백영효가 초기 디자인 제작한다. 남매가 백영호. 누가 부터마서 디자인 수업비로만 반디해야겠지. 표발에. 1948년 대한민국 정부 설립후 코리아 더불어နိုင်ငံ အစိုးရ တည်ထောင်ပြီးတဲ့ နောက်မှာ 국기로 확정 နိုင်ငံတော်ရဲ့ အလံအဖြစ်နဲ့ အတည်ပြု အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။ အဆုံးသတ်အနေနဲ့ ဒီအလံတော်လေးမှာ 태국인은 대한민국의 역사, 코리아 더불어နိုင်ငံရဲ့ သမိုင်းကြောင်းတွေ ပါပါမယ်. 철학로 ခေါ်တဲ့ သူတို့ရဲ့ သဘောတရားတွေ ပေါ့နော်. အတွေးခေါ်အယူအဆ သဘောတရားတွေ ပါမယ်. 조화, သဟဇာတမျှနေတာ, ညီမျှခြင်းဖြစ်နေတာ တွေကို ထည့်ထားသော 중요한 국가 상징이다. အရေးပါတဲ့ နိုင်ငံတော်ရဲ့ သင်္ကေတ ပြရုပ်တစ်ခု ဖြစ်ပါတယ်. 태국인은 평화와 화합, 태국이ငြိမ်းချမ်းရေးနဲ့ ပေါင်းစည်းရေးကို 강조하고 있음을 알 수 있다. အလေးထားပြောဆိုနေကြောင်းကို သိရှိနိုင်ပါသည်. အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်.